အားလုံးပဲမင်္ဂလာပါခင်ဗျဒီနေ့မှာတော့ကျွန်တော်ကလူကြီးလူငယ်မျိုးတွေလုပ်လို့ရတယ်လေ့ကျင့်ခန်းကောင်း software လေးကိုမျှဝေပေးကြပါတယ်ဗျအဲ့ဒီ software လေးကခန္ဓာကိုယ်အတွက်ကျန်းမာရေးကောင်းစေမယ်သွေးလက်ပတ်မှုကောင်းစေမယ်စိတ်ဖိစီးမှုလျော့နေစေမယ်အသက်ရှူစနစ်တိုးတက်စေမယ်လူကြီးတွေအတွက်လုံခြုံပြီးနူးညံ့တဲ့လေ့ကျင့်ခန်းကောင်းလေးတစ်ခုဖြစ်ပါတယ်ဗျဒါဆိုရင်ကျွန်တော်နဲ့တူတူအဲ့ဒီ software လေးကိုတွားပြီးလေ့လာကြည့်မယ်ဗျခါတိုင်းလိုပဲကျွန်တော်တို့ Play Store software တွေကိုဝင်ပါမယ် Play Store software တွေကိုဝင်ပြီးပြီဆိုတာနဲ့အင်္ဂလိပ်လို type chi what out ဆိုပြီးတော့ကျွန်တော်တို့ရိုက်ရှာလိုက်ပါမယ်ခင်ဗျ software တွေအများကြီးရှိတဲ့အထက်မှာကျွန်တော်ကဒီ software လေးကိုရွေးချယ်လိုက်မှာဖြစ်ပါတယ်ဗျ type chi what out at home ဆိုပြီးတော့ရေးထားတဲ့ software လေးကိုရွေးချယ်မှာပဲဖြစ်ပါတယ်ဗျတောင်းပြီးသွားပြီဆိုရင်ကျွန်တော်တို့ software လေးတွေကိုဝင်ပါမယ်ခင်ဗျဝင်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဘာသာစကားကတော့မြန်မာမရှိတဲ့အတွက်အင်္ဂလိပ်ဆိုတာလေးကိုရွေးပါမယ်ခင်ဗျပြီးရင်ကျွန်တော်တို့ကသူဖြည့်ခိုင်းတဲ့အချက်လက်လေးနည်းနည်းပါးပါးဖြည့်ရတယ်ပေါ့လေမယောက်ျားလေးလားမိန်းကလေးလားရွေးစရာရှိတာရွေးမယ်ပြီးရင်ကျွန်တော်တို့အသက်ဖြည့်မယ်ပြီးရင်ကျွန်တော်တို့ကီလိုနဲ့အရက်ကိုဖြည့်ရမှာဖြစ်ပါတယ်ဗျပေါင်နဲ့ပေနဲ့ဖြည့်လို့လည်းရတယ်ကီလိုဂရမ်နဲ့စင်တီမီတာနဲ့ဖြည့်လို့လည်းရပါတယ်ဗျပြီးရင်ကျွန်တော်တို့လေ့ကျင့်ခန်းလုပ်မဲ့အချိန်ရွေးထည့်ရပါမယ်ဗျမနေ့ပိုင်းလုပ်မှလားညနေပိုင်းလုပ်မှလားပေါ့လေကိုလုံနိုင်တဲ့အချိန်ကိုရွေးထည့်လိုက်ရုံပါပဲခင်ဗျလိုအပ်တာလေးတွေဖြည့်ပြီးသွားပြီဆိုရင်ကျွန်တော်တို့အထက်ရောက်ပါပြီအထက်မှာကျွန်တော်တို့ရက်60စာအတွက်ကိုမှနော်သူကစလုံးမဲ့သူတွေအတွက်ထိုက်ချီလက်ကျင်ကန်းကို beginner အတွက်ဆိုပြီးတော့ရက်60စာပေးထားပါတယ်ဗျပြီးရင်နောက်တစ်ဆင့်အနေနဲ့ intermediate ဆိုပြီးတော့အလယ်လိုက်ရှိမယ်ပြီးရင်ကျွမ်းကျင်အဆင့်ဆိုပြီးတော့လည်းနောက်တစ်ဆင့်ရှိမယ်ပေါ့လေအမြင့်ဆုံးအဆင့်ပေါ့အဲ့ဒါတွေမကသေးပဲဥပမာအိပ်ပျော်ဖို့အတွက်မလက်ကျင်ကန်းနေပြီးရင်ကျွန်တော်တို့ဒီစွမ်းအားမြင့်တင်တဲ့ဟာအတွက်လုပ်တဲ့လေ့ကျင့်ခန်းနေဒီထက်မှာတခြားဟာတွေကိုလည်း free လုပ်လို့ရတဲ့လေ့ကျင့်ခန်းနေရှိနေသေးတယ်ဗျာနောက်ထပ်ကမှလေလေ့ကျင့်ခန်းလုပ်တဲ့ပုံစံကိုလည်းကျွန်တော်တို့ကဒီ animation လေးနဲ့သူကပြပေးထားတယ်ပေါ့လေဒါပေမဲ့အားနည်းချက်တစ်ချက်ကကျွန်တော်တို့ကဟိုလူအစ်စ်မဟုတ်တဲ့ခါကျတော့သူကဘယ်ဘက်ကိုလဲနေလဲဟိုဘယ်လိုလုပ်နေတာလဲဆိုတာလေးကိုတော့သိချာကြည့်ပြီးလုပ်ရမယ်ပေါ့လေအပေါ်ယံလေးကြည့်ပြီးတော့လုပ်လိုက်လို့တော့မရဘူးပေါ့ဗျာဒီလေ့ကျင့်ခန်းလေးကကြတော့သူကလူကြီးပိုင်းတွေကိုပို့ပြီးတော့အလေးပေးတယ်ပေါ့ဗျာဒါပေမဲ့လည်းလူလက်ပိုင်းတွေလည်းဒီမှာလုတ်ပြထားတယ်လုတ်ကြတယ်ပေါ့လေကဘာနဲ့တဝမ်းမှာဒီထိုက်ချီလေ့ကျင့်ခန်းကိုဟိုလုတ်ကြတယ်ဆိုတာရှိပါတယ်ကျွန်တော်ကတော့2ရက်လောက်ပဲလုတ်ရသေးတယ်ဗျသူကပို့ပပလို့ထင်ရပေမဲ့သူကထိထိရောက်ရောက်ကလေးတော့ဖြစ်ပါတယ်ဗျဒီ software လေးကိုတောင်းပြီးတော့လက်တွေ့သွားစမ်းတက်ကြည့်ဖို့အတွက်ကျွန်တော်ကတော့အကြံပြုပါတယ်ဗျသွားပြီးတော့လေ့လာကြည့်ပေါ့လေဘာတွေပါတယ်ဘယ်လိုမျိုးဆိုတာကိုတော်တော်လေးစောစောလင်းလင်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်ဗျအဲ့ဒါကလည်းပတ်စံထည့်စရာမလိုဘဲနဲ့ free လုပ်လို့ရတာဖြစ်ပါတယ်ခင်ဗျပြီးရင်သူကအစားတောက်ပုံစံလေးကိုလည်းရေးပေးထားပါသေးတယ်ဗျဒါလေးကတော့ကျွန်တော်တို့အင်္ဂလိပ်စာမရဘူးဆိုလည်းကိစ္စမရှိပါဘူးဒီ Google Translate မှာဒါလေးကို screenshot ရိုက်ပြီးတော့ဘာသာတွက်ပြန်လိုက်လို့ရပါတယ်နော်ကဲဒီလောက်ဆိုရင်လူကြီးမင်းတို့တွေအဆင်ပြေသွားလိမ့်မယ်လို့ကျွန်တော်ကမျှော်လင့်မိပါတယ်ဗျဒီပေါ်ပါတတ်တာတဲ့လေ့ကျင့်ခန်းလေးကိုလုပ်ပြီးတော့အောင်မြင်ကျမ်းပါတယ်ဘဝကိုပိုင်ဆိုင်နိုင်ပါစေဗျ